ကိုခင်းလိုက်အေးဘာ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 အေးဘာ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 တပည့်တော်ကောင်းမှုစုသူကြောင့်တလုံးအဲ့လိုဖြစ်သွားပြီကမပြောပါသေးနဲ့မနှောင်းနဲ့နော်ဒီမှာကိုခင်းလိုက်ကျမဒီလောက်ပြောနေတယ်ဒီလောက်တောင်းပန်နေတာမရဘူးလားမရရင်ဒီကျမမကောက်တကယ်ပြောတာကျမတကယ်စိတ်ဆိုးတယ်စိတ်ဆိုးတယ်လေငါလှုပ်လိုက်အောင်ငါလှုပ်ဒီကောင်ကပတ်စံတောင်းတော့မယ်မလှုပ်ပြီးသားလည်းပေးရတာပါပဲကွာမင်းဒါမင်းသိတော့မှငါလေးပတ်စံတောင်းကြီးရတာလေငါနော်ဒီညအကြောင်းလေးပြောမယ်ကြီးသူများနေမင်္ဂလာယူနေတဲ့အချိန်ဘာဖြစ်နေတာလဲမစင်းသားကြီးမအေးပါအေးတယောက်တည်းနဲ့တငယ်ချင်းနှစ်ယောက်တယောက်တစ်လုံးခွဲလောက်ပါလားသုံးလုံးတယောက်တည်းထည့်တာဘီယာကိုပြောတာဒီကတက်တယ်မှာကော်လီပါမိမဒီကောင်ဘောင်းမီအနိုင်နဲ့ပို့ဆိုင်အဲ့ကောင်မလေးထွက်လာစကားမျိုးပတ်စံချမ်းသာပြီပလင်းခွဲမြန်ပွေးရတယ်မင်းဘာဖြစ်နေတာလဲကြောက်စိတ်တယ်ပါလားကိုစိုးနိုင်စီကတောင်းပေးပါပေါ့ပလင်းခွဲမြန်သွေးရတယ်ကျွန်တော်မပြောချင်လို့ကောင်းတယ်သူပြောလဲပြောစရာပဲမင်းကလည်းပတ်လေကြီးထဲတာသူ့အတွက်တော့သချင်းသက်တာသေးတယ်ရွာဝင်တို့ရွာဝင်လိုက်လေပလင်းဖင်ကိုနေငါခေါ်လီသွေးတို့နေဟိုငါထဲ့ရလေဟဲ့ကောင်ဘာဖြစ်နေလဲနောက်တော့ဘာဝင်မလားမင်းတို့နောက်တော့ငါတို့ဒေါသပြေသွားပြီဆိုပြီးကောင်မလေးအခွင့်ကောင်းယူပြီလားကနေဦးမယ်ဟုတ်တယ်ရအောင်တိုက်မပြောနဲ့နော်တိုက်မင်းလည်းမပြောနဲ့တော့မင်းကလည်းထက်ပြီးတော့ပြန်ထုတ်ပလိုက်ကွာနာတယ်ဗျမနှောက်နဲ့ဗျာဦးငွေမိုးကြီးမင်းဟာအဲ့ဒီတော့အချင်းဆုံးဆိုတာမောင်တယောက်တည်းပါတချင်းဆိုတာပါထူးတာမဟုတ်လားကြော်ထက်မိမတွေ့မလို့ပါတဲ့လောကကြီးထဲမှာတို့ရောက်ကြတဲ့မွေးဖွားကြည့်ပြင်းလာတချင်းဆိုတာထူးတာမဟုတ်လားဟုတ်ဦးရောအချစ်ဆိုတာပူလောင်နဲ့မိတော်ငယ်တခုဘယ်သူမပြုတ်မိမှုစဉ်းစားကြည့်ပါတခုတချင်းဆိုတာကြီးလည်းမကြိုက်ဖ ೇನೆ တကြီးမှမဝင်ဦးမိုးကျော်ဗျာဟာဖျားပါဆိုင်ရဲ့ကတဖုတ်30တစ်ဖက်တစ်စုံမုတ်ကြီးရဲ့ကဂွီဥပေါ်လေးတချင်းဆိုတာကိုရင်းနာအချီရဲ့နေလုံးမကောင်းရဲ့လားမုတ်ဆိုးမှမွေးတယ်ဒါတချင်းဆိုတာအမလေးတော်သေးတာပေါ့ရိုက်ခံမှာဆိုနင်းဆိုပြီးနင်းဆိုလိုက်တာရမှန်သွားတယ်ခေဟေးလာကွယ်မောင်ရိုးရေလာကွယ်မောင်ရိုးဝါစမရဲ့သားတော်ညာယောတချင်းဆိုတာဟိုကောင်လုံးတွေပြုတ်ကုန်မယ်ကောင်းလုံးလေးပြုတ်ကုန်နေလောက်တာနဲ့ငါ့ကိုရှစ်တော်ခွဲနေရောက်ရှင်တို့တွေအဲ့ဆိုကိုယ့်ဘာကအဲ့နေလာမင်းတို့မုံတော့အဖေတို့ကျွန်တော်သိတယ်ကောင်မလေးကနည်းနည်းချော့လိုက်တယ်နဲ့ပြောချင်တယ်အဲ့တော့မရဘူးအဖေတို့အပေါက်ကိုကျွန်တော်ပိတ်ဘာနဲ့ပိတ်နောက်တော့အခုပါဇက်ပေါက်ကိုပိတ်မှာအခုစင်းလုံးကြောက်စရာဒီတိုင်းရမရဘူးဘာလို့ငုံလားငုံလားငုံလာငုံလားဒီတော့လားဟဲ့လာရောငုံလားဟဲ့လာငုံလားဒါပဲအခုမှအမောပြေငုံလားလေအော်ဟုတ်ကဲ့ကျေးဇူးပါကိုစပင်ကလည်းစင်တူပဲတို့ညီမတွေကျေးဇူးတင်ပါတယ်ဟာကျေးဇူးပါကိုကျေးဇူးပါကျေးဇူးကျေးဇူးပါဟုတ်ကဲ့တို့နှစ်ဘူးတက်လိုက်တော့သူတပိုင်းမို့ဆုံးပြီငုံတာဟဲ့ငုံနာတယ်နော်ငုံနာတယ်လို့ပြောလိုက်တာဘလို့ဆိုကြွားလို့စကားမပြောနဲ့လေဩစကားမပြောအောင်မပြောရှိသေးလားရှိတယ်အေးပြီးရောဟာဘာလို့မဲလဲကောင်းငိမ့်ကြပါလားလို့ကြွားကြီးဒီလိုလောက်တော့ဆိုဝင်သွားရေငုံလားတခြားဟာပြောင်းငုံလားငါတခြားဆိုမင်းလည်းမသွားရကြိုးကုန်မင်းဘယ်လိုပြောင်းဝီးစားလို့ပြီးရောရှိလားပြီးရောနည်းနည်းချန်တာတော့အားကောင်းနေချဟုတ်ကဲ့ရေငတ်ဟုတ်ကဲ့ရှခင်ထုတ်ပြီးသေးနဲ့ပန်းလိုက်ပါစေးနဲ့ပဲဖြန်းပါလေဟုတ်လားရပါနောက်တော့
လုပ်ဘူးမလုပ်ဘူးမင်းတန်နေရနဲ့ဘာလို့ကြည့်နေလဲတန်နေရနဲ့ကြည့်တော့ဗဇက်ကထွက်သွားတော့ပလုတ်ဆိုကြွားလို့ ဘလို့ဆိုကြတယ်ဟုတ်ဘလို့ကထွက်သွားမှာဘိုက်ပြေဝါကြီးလို့ပြောငါပြေသူပြေပဲအေး ဒီတော့ဘောလေဦးမေ ချစ်ရတယ်ပြောဒီကငုံထားနော်အေးမငုံထားတွေ့မယ်ရေလောင်းချမယ်ကောင်းတယ်ကျော်ထိတ်ဦးအောင်ဦးငွေမိုးကြီးဦးမကျော်ဘာဖြစ်နေကြလဲကိုရင်းနော်ဘာလုပ်ကြလဲကိုကင်လိုက်ဘာဖြစ်တာလဲအော်တီးပြီးပေးတဲ့ကြီးဒါဘုံမကိုတတ်တတ်မကစေချင်တာပြီးတယ်များသိရတဲ့မယ်လေဘုံမအစားတော့ဆိုပြရတာအခုတော့ကကျင်လို့ဘုံမမှားသွားတာဘုံမလွန်ကလားအဲ့တော့သူတို့တွေတတ်တတ်ကိုဘုံမကိုမကအောင်လုပ်တာပြီးတော့ဒီလူရှင်တော်တွေအကုန်လုံးဘုံမကိုချစ်ရေးဆိုဘူးတဲ့ဘုံမချစ်တယ်လို့ဖြေပေးလိုက်ရင်ကလို့ရပြီပြီးတော့အကိုတို့ရေဘုံမကဒီစင်မြင့်ဘုံမဘုံမအကိုလို့ခေါ်ရင်ပြားလို့အရင်ဆုံးထူးနိုင်တဲ့သူဘုံမရဲ့ချစ်သူပြည့်ရွေးချင်မယ်တင်းနဲ့တော့ရေမယ်တင်းနှစ်တော့အကိုရေ ဗျာအလူမိုက်တော်တင်းနေနိုင်ရင်ကျွန်တော်တို့မနှက်ကြရင်ကျွန်တော်တို့ခွင့်ပြုပါမနှက်ကြရင်ပွဲထိုးဖို့ဝယ်ထားတဲ့အုံးသီးကိုခွေးသေးပန်းသွားလို့ပါခင်ဗျ